စပင်ကောက်လိုက်တဲ့အခါမှာရုပ်ရင်သွားမလားပြုတ်ဆူသွားမလားအမျိုးမေးနေကြတဲ့စပင်ကောက်လိုက်တဲ့အခါမှာပြုတ်ဆူသွားမလားရုပ်ရင်သွားမလားဆိုတော့ကိုယ်နဲ့မလိုက်ဖက်တဲ့အကောက်ကိုရွေးချယ်မိလို့ဖြစ်ပါတယ်အခုကကျွန်တော်ပြမယ့်အကောက်ကဘယ်မျက်နှာမဆိုလူတိုင်းနဲ့လိုက်ဖက်တဲ့အကောက်မျိုးဖြစ်ပါတယ်ကျွန်တော်ပြောမှကြာမှကြောက်လို့လူတိုင်းနဲ့လိုက်ဖက်တဲ့အကောက်ပဲကြည့်လိုက်တော့ကဲဒီဆိုင်နဲ့ကြည့်ပြီးတော့ရဆိုတော့ကျွန်တော်စီကိုအမြဲဆုံးလာခဲ့ပါကျွန်တော်တွေ့ရင်လောက်ကိုလောက်သွားစေရမယ်